လူတဦးကိုဝါစား3000နဲ့ကျွန်တော်ရှိမှာဒါ3ယောက်စာပတ်ကိစက်ကလေးမှာထားတယ်ပြီးတော့ဒါတူယူထားတဲ့ဟင်းပွဲလေးတွေကိုကျွန်တော်တစ်ချက်လာပြီးတော့မိတ်ဆက်ပေးတာပါကဲသူကတော့ဟင်းပွဲ3ပွဲမှာထားတယ်ဗျဘာလေးတွေပါမလဲဆိုရင်ပြည်ချင်းကတက်မှုတာကြော်လေးကဒါပွဲတစ်ဝက်ပါမယ်ဒါတစ်ပွဲမဟုတ်ဘူးပေါ့နော်ပွဲတစ်ဝက်ဒီကောင်ကဒါ2000ပွဲဖို့ပါပွဲတစ်ဝက်ပါကနန်းခွက်ကြော်ကလည်းပွဲတစ်ဝက်ပါမယ်ဗျနော်သူကတစ်ပွဲကို10လုံးပါတယ်ဒါပွဲတစ်ဝက်ကို6လုံးထည့်ပေးထားတယ်ကျွန်တော်9လုံးနေရာမှာ6လုံးထည့်ပေးထားတယ်သူကတော့ဒါတစ်ပွဲကို9000ပွဲတစ်ဝက်ဖြစ်တဲ့အတွက်2000ပွဲဖို့ပါတလုံးပို့ထည့်ပေးထားပါတယ်ချက်ဘူးသီးကကြတော့တပွဲအပြည့်ပါမယ်ဗျချက်ဘူးသီးတပွဲဒါကတော့ဗမာချက်စစ်ပေါ့နော်ဗမာချက်စစ်ကကြတော့တကောင်ယူပေးရပါတယ်ချက်ဘူးသီးဒါတပွဲကို4000ခွဲပါဝါစား3000နဲ့ပက်ကစ်ဆက်မှာ3ဦးစာမှာပါလာလေးတွေကကြတော့ဘာလေးလဲဆိုတော့ချက်ပြပေးမယ်ပြီးတော့တိုးစရာစုံစုံလေးပါမယ်ရွက်တုတ်တစ်မျိုးပါမယ်ပြီးတော့ရွက်ကြော်ရတာတစ်မျိုးပါမယ်ထမင်းကတော့ဝါစားထည့်ပေးပါတယ်3ဦးစာပါတကယ်လို့ထမင်းမလောက်ဘူးဆိုရင်ကျွန်တော်ဟိုတယ်အထိကိုကယ်ရီကမြူပနဲ့ထပ်မံပို့ဆောင်ပေးပါတယ်5မိနစ်တွင်ရောက်တယ်ပေါ့နော်ဒီရွက်ကြော်ရေတောင်ငပိတိုးစရာအတုတ်ဒါထမင်းဝါစားဒါလေးတွေကကျွန်တော်ဝါစား3000မှာပါတာလေးပေါ့နော်ကျန်တဲ့ဟင်းပွဲလေးတွေကကျွန်တော်ခုနကဈေးလေးထည့်ပြောထားပါတယ်မိုးရမဲ့ချောင်းသာကန်းကြီးလာလို့ဒီလိုမျိုးပင်လယ်စာလက်လက်ဆက်ဆက်ကိုဈေးတနံလေးနဲ့စားခြင်းနဲ့ဆိုရင်ကိုမင်းချက်ဖို့အခုပဲဖုန်းဆက်လိုက်ပါခင်ဗျာ